ပြူစားဘုန်းနဲ့တောင်းတော်လာဖိုက်ကြနေရတယ်ကျွန်တော်တို့အနေနဲ့ဒီလောက်အဖေကမ်းမှာရောက်ပြီ嘛。
ရဲဘော်ဒီမှာသူအားတက်ရောက်သူအားလုံးကနောက်ဆုံးဂေါရပြုအလေးပြုတဲ့အစီအစဉ်ဖြစ်ပါတယ်။အလေးပြုဖို့အားလုံးဒီဟာညီမပြောတဲ့ကံပါ။အားလုံးမိသားရကံပါအုတ်ထုတ်ချွတ်ချလို့တော့ရဲဘော်ရီကဘယ်လိုပေါ့ကျွန်တော်တို့ဒီမှာဒီဘောပါပုံနဲ့ကျွန်တော်တို့ရှင်းတာဒီလူသားတို့ရဲ့ပါတီ KNPP အများအားဘောကောမတီရဲဘော်ရီမန်တီကိုရေးချစ်ဖတ်တာမှာဖြစ်ပါတယ်နော်ကိုရေးချစ်ဖတ်တာကိုဒီပါရခံတယ်ဒီကိုမျိုးနဲ့ဘူပြမျိုးနီးရှိစနရွာမှာအပမူတာဘူးမိမူပြောင်းတာတို့တာမီနဲ့တာနဲ့ဦးနဲ့တာချစ်ဖြစ်ထောက်ကို40ခုနှစ်ဒီပါလား19ရက်နေ့တွင်ဝေးဖွားခဲ့ဖြစ်တယ်1995ခုနှစ်မေလ30ရက်နေ့တွင်ဒီမဟာမိတ်နိုင်ငံကသက်ဆိုင်ရေးကော်မတီရဲ့ဖွဲ့ခေါ်ဆောင်ဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်ဒီခါရစေရေးပြပြမှုပေါ်နာဖမကာလာခေဒီကာလာခေဒီပြင်းတဲ့တရားပြည့်ကျွန်တော်တို့ကရဒီခုခံတော်လိုင်းရေးရဲ့သူရဲကောင်းပြောက်နေတယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးရဲ့ခေါင်းဆောင်ပြုဖြစ်တယ်ဆရာကြီးကိုရိုမိုသူရဲ့ခုလိုလာပနာမှာပိုးပြည်သူများရဲ့ပြည်သူစားဘောနဲ့တောင်းတော်လာဖတ်ကြနေရတဲ့ကျွန်တော်တို့အနေနဲ့အဲ့ဒါသူပဲကျေးဇူးတင်ပါတယ်ဒီတိုင်းရဲ့သူပြည်သားစုကိုရောကျင်းပရေးကော်မတီကိုရောအခုဒီဇာပနာအခမ်းအနားကိုကိုယ်တိုင်တက်ရောက်တဲ့ KNPP ကနေ့မျိုးသားတိုးတက်ရေးပါတီရဲ့ဥက္ကဋ္ဌဖြစ်တယ်ဂျာကာလာကနေ့ဒီအုပ်ချုပ်ရေးကောင်စီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဥက္ကဋ္ဌကြီးခုရဲတော့ကျွန်တော်တို့ KNU ပြည်မျိုးသားအစည်းအဝေးဥက္ကဋ္ဌကြီးဘရိုစောကွယ်ထိုးဝင်ပြီးတော့ဒီမှာကရဏီတမတော်ရဲ့စီဦးစီးချုပ်ကိုကြောက်အောင်များပါဝင်ဒီဇာပနာခန္ဓာကိုတက်ရောက်လာကြတယ်လည်းကွာကရဏီပြည်သူများကိုကျွန်တော်ဒီညနေခေါ်ရောက်ပြုပါအဲ့တော့ဒီနေ့သဘာဝရာသီဥတုကတော့ကျွန်တော်မိုးရပြိုင်အနေနဲ့ဖြစ်ပါကျွန်
တို့နိုင်ငံရေးယာတီဥတုကလည်းနိုင်ငံရေးမိုးတကြိုက်နိုင်ငံရေးလေတကြိုက်ကာလဖြစ်တာဒီကာလမှာသုံးလာမဖတ်ကြခင်မှာအမှတ်တရဇာတ်ထိုးလို့မထူအတွက်အမှတ်တရစကားတစ်ခုကိုကျွန်တော်ပြောခွင့်ပြုလွန်ခဲ့တဲ့16နှစ်ကာလလွန်ခဲ့တဲ့16နှစ်2010ခုနှစ်ရဲ့အခုလိုသဘာဝယာတီဥတုကလည်းမိုးတကြိုက်လေတကြိုက်ဖြစ်နေတဲ့အချိန်နိုင်ငံရေးပေါင်းပြီးတော့စုပေါင်းအင်အားနဲ့ကျွန်တော်တို့ Federal Democracy ပြည်တော်စုထူထောင်မယ်ဆိုပြီးတွတ်တော်ကိုပြင်နေကြတယ်။အဲ့ဒီတွတ်တော်ကိုမှသူကိပေါင်းခဲ့တယ်လို့ဘယ်သူကကမ္ဘာခဏပြီးတယ်ဘယ်သူကကမ္ဘာခဏပြီးတယ်လဲဆိုရင်အဲ့ဒီတော့တပ်ပေါင်းသူကတော့ပြည်တော်စုမြန်မာနိုင်ငံမျိုးသားကောင်ဖြစ်ပါတယ်။ပြည်တော်စုမြန်မာနိုင်ငံမျိုးသားကောင်စီရဲ့ဥက္ကဋ္ဌကတော့အဲ့ဒီကာလတင်းရွယ်ဥက္ကဋ္ဌကြီးဖြစ်တဲ့ကျွန်တော်ဗိုလ်ချုပ်ကြီးစောတာမလာဘောဥက္ကဋ္ဌပြီးရင်ကြောက်ဆုံးခဲ့ပြီဖြစ်တဲ့ကျွန်တော်တို့ဘုဒ္ဓမန်းရှာလာဖန်ကပြောဖြစ်ပါတယ်သူတို့တွေရဲ့နိုင်ငံရေးဥဆောင်မှုသူတို့ရဲ့နိုင်ငံရေးကမ္ဘာကပြုမှုနဲ့ကျွန်တော်တို့အဲ့ဒီတွတ်တော်ကိုခေါ်ခဲ့တယ်ဒီတော်စုများနဲ့မျိုးသားကောင်စီရဲ့နိုင်ငံရေးကမ္ဘာကပြုမှုနဲ့တွတ်တော်ကိုကျွန်တော်ခေါ်တယ်အဲ့ဒီတွတ်တော်မှာလူတွေပါတယ်လေဆိုတော့1990သူတွေရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ဒီသူတွတ်တော်ကိုတည်းပါနောက်တစ်ခါကရဏီမျိုးသားတိုးတက်ရေးပါတီ KNPP ကစီတွတ်တဲ့တွတ်တော်ကိုတည်းပါနောက်တစ်ခါ KNU ပြည်မျိုးသားပြည်မှာစီတွတ်တဲ့တွတ်တော်ကိုတည်းပါမွန်ပြည်ပြည်အဖွဲ့ချုပ် PNL တို့မှပေးဖို့တော့ဝန်နေကြောင်းတော်ပါကရဏီမျိုးသားတိုးတက်ရေးပါတီ KNPP အမြဲတမ်းဘူကုန်ပြီးရင်ဆရာကြီးဦးရမန်စုအသက်82နှစ်ပြီ2026ခုနှစ်မေလ10ရက်နေ့တွင်ထိုင်းဒေသစံတော်ချိန်ည